နို့ပေါင်မုံရေခဲတုပ်ကလေးတွေကိုရေခဲချောင်းရေခဲတုပ်အမျိုး90ပါတယ်တင်နန်းမှာထည့်ပြီးတော့တင်ကြားပေးမှာပဲဖြစ်ပါတယ်နော်ဒါအပြင်ဂျယ်လီရေခဲတုပ်တွေအသီးစိတ်နဲ့လုပ်တဲ့ရေခဲတုပ်တွေဖြော်ရည်အစီနဲ့လုပ်တဲ့ရေခဲတုပ်ဒိန်ချင်းရေခဲတုပ်နောက်ပြီးတော့ဒီ1ရောင်ဆက်2ရောင်ဆက်ချောကလက်ပြီးတော့ရှင်ပုံစံဆက်ဆန်းလေးတွေကိုလည်းအများကြီးအမျိုး90တင်ကြားပေးမှာပဲဖြစ်ပါတယ်เนาะလောလောဆယ်ကတော့ online class ထဲမှာ10မျိုးကိုတင်ကြားပေးပါပြီရှင်တင်နန်းလေးကိုကြိုပြီးတော့အပ်ထားလို့လည်းရပါတယ်တင်နန်းကြီးလေးက9000ကျပ်ပါစာအုပ်ကလေးကတီးတန့်ဝယ်ယူမယ်ဆိုရင်တော့3000ကျပ်ပါ online class နဲ့စာအုပ်ကိုတွဲယူမယ်ဆိုလို့ရှိရင်တော့6000ကျပ်ပါရှင်Facebook group မှာ video file နဲ့သင်ခန်းစာလေးတွေကိုအသေးစိတ်တင်ပြထားတာပါ online class ဖြစ်တဲ့အတွက်ကြောင့်အချိန်တွေရက်တွေကိုကန့်သက်ချက်မရှိပါဘူးရှင်မိမိအားတဲ့ချိန်အဆင်ပြေတဲ့ချိန်မှာလေ့လာပြီးတော့လိုက်လုပ်လို့ရပါတယ်နော်စာအုပ်ကလေးတွေပဲတည်တံ့ဝယ်လို့ရှိရင်လည်းရပါတယ်တခြားစာအုပ်ကလေးလည်းအမျိုးပေါင်း30ကျော်ရှိတာမလို့မိမိကြိုက်တဲ့ရာမုံလုံးနီးစာအုပ်ကလေးတွေကိုရွေးချယ်ပြီးတော့ဝယ်ယူရရှိနိုင်ပါပြီရှင်စာအုပ်ကလေးတွေဝယ်ယူအားပေးခြင်းလို့ရှိရင်အိမ်ရောက်ငွေချေဖြည့်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်